ဒုတိယကမ္ဘာစစ်ရဲ့ပထမဆုံး2နှစ်တာကာလအတွင်းမှာအာဘင်ရိုမယ်ဟာသူ့ရဲ့ရဲရင်တဲ့စစ်ဗျူဟာတွေလျင်မြန်တဲ့ထိုးစစ်ဆင်မှုတွေပြင်အင်အားတာလွန်တဲ့ရန်သူတပ်တွေကိုစစ်ကစားပြီးတော့အပြတ်သက်အောင်နိုင်ခဲ့တဲ့စွမ်းရည်တွေကြောင့်ကမ္ဘာအကျော်ကြားဆုံးစစ်ဗိုလ်ချုပ်တွေတဲကတအူးမြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပါတယ်။တကယ်တော့ရိုမယ်ဟာပထမကမ္ဘာစစ်တုန်းကလေးကအသူရဲ့ထူးခြားတဲ့တပ်စိတ်ကိုကဲမှုစွမ်းရည်နဲ့စစ်ဗျူဟာအသေးစမ်းတွေကိုတီထွင်အသုံးပြုခဲ့တာကြောင့်လူသိများပြီးသားပါ။ဒါတွေကိုသူကိုယ်တိုင်1938ခုနှစ်တုန်းက Infantry Attack ဆိုတဲ့စာအုပ်ဖြစ်မှတ်တမ်းတွေရေးသားခဲ့ပြီးတော့အဲ့ဒီစာအုပ်ဟာဂျာမန်စစ်တပ်တစ်ခုလုံးမှာလင်းလင်းမြန်မြန်ပဲရေပန်းစားသွားခဲ့ပါတယ်။ဒီလိုနာမည်ထူကြားမှုနဲ့အတူပိုလန်စစ်စင်ရေးကာလအတွင်းဟစ်တလာနဲ့နီနီကက်ကက်ရှိခဲ့တာတွေကြောင့်ဒုတိယကမ္ဘာစစ်အစောပိုင်းအနောက်ဘက်စစ်မျက်နှာရဲ့တန်ချက်ကတပ်မတွေကိုဥဆောင်ဖို့အတွက်ဟစ်တလာကိုယ်တိုင်ကသူ့ကိုစိတ်ကြိုက်ရွေးချယ်ခဲ့ပါတယ်။ဒါဟာရိုမယ်ရဲ့ပထမဆုံးအဓိကစစ်ဗျူဟာမြောက်လှုပ်ရှားမှုတွေကိုစတင်ဖို့အကြောင်းဖန်လာခဲ့ပြီးတော့ဒီလှုပ်ရှားမှုဟာအနောက်ဘက်စစ်မျက်နှာရဲ့စစ်ပွဲကာလကိုတီးတီးတသာကြီးကိုတူတောင်းသွားစေခဲ့တယ်လို့အက္ဆန်နဲ့အေလိုင်တို့နှစ်ဖက်စလုံးကအစစ်သည်ပေါင်းထောင်ချီရဲ့အသက်တွေကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့1940ပြည့်နှစ်ဖေဖော်ဝါရီလမှာတော့အာဘင်ရိုမယ်ဟာပြင်သစ်ကိုကျူးကျော်ဖို့အသစ်ဖွဲ့စည်းထားတဲ့တန်ချက်ကတပ်ဖွဲ့ဖြစ်တဲ့ခုနှစ်ကြိမ်မြောက်ပန်းစာတပ်မရဲ့တမူအဖြစ်ခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။ရိုမယ်ဟာတင်ကားတွေကိုကိုကဲမှုတွေအတွေ့အကြုံအရင်ကမရှိခဲ့ပေမဲ့လည်းပထမကမ္ဘာစစ်အတွင်းအတက်ကြွတဲ့ပြတ်သားမှုပြင်းထန်တဲ့စစ်ကစားမှုနဲ့အသေးစိတ်စစ်မြေပြင်စောင့်ကြည့်မှုတွေကြောင့်စစ်တေနာပရိချုပ်ရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိထားသူဖြစ်ပါတယ်။ဂျာမန်စစ်တပ်ကကုန်းမြင့်နိုင်ငံတွေကိုလှည့်လည်မြန်မြန်ဝင်ရောက်စီးနှီးဖို့ပြင်ဆင်နေချိန်မှာရိုမယ်ရဲ့တပ်မဟာအာရန်တိုကိုဖျက်ပြီးတော့တိုက်ခိုက်ဖို့နေရာယူခဲ့ပါတယ်။အဲဒီတော့ဟာမဟာမိတ်တပ်တွေဘက်ကတော့အဝေးပြေးစစ်ရန်တရားကြီးတွေဖျက်ဆီးဖို့မဖြစ်နိုင်ဘူးလို့ယူဆထားတဲ့နေရာပါ။ဒါပေမဲ့1940ခုနှစ်မေလ10ရက်နေ့ကိုရောက်တဲ့အခါမှာတော့ဂျာမန်တပ်တွေဟာအနောက်ဘက်ဒိုးစစ်ရဲ့ပထမအဆင့်ဖြစ်တဲ့ကစ်ရဲလိုဒါမှမဟုတ်မက်စတိုင်းဘလန်ကိုစတင်လိုက်ပါတယ်။ရိုမယ်ရဲ့ခုနှစ်ကြိမ်မြောက်ပန်းစာတပ်မကြီးကတော့ဘေဂျီယန်ကိုဖျက်ပြီးအာရန်တုတ်တဲကိုမယုံနိုင်စရာအရှင်အဟုန်နဲ့ကိုခြိတက်ခဲ့ပါတယ်။မေလ13ရက်နေ့မှာတော့သူ့ရဲ့တပ်ဖွဲ့တွေဟာပြည်ထောင်တဲ့ပြစ်ခတ်မှုတွေကြားတွေကမုန်းမြစ်ကိုဖျက်ကျော်ပြီးတော့တရားဟုတ်စကန်တစ်ခုကိုတိစောက်နိုင်ခဲ့ကြပါတယ်။မြစ်ကိုဖျက်ကျော်ပြီးတာနဲ့ရိုမယ်ဟာအချိန်ဆိုင်မနေတော့ဘဲနဲ့မဟာမိတ်တပ်တွေရဲ့ကာကွယ်ရေးလိုင်းကအားနည်းချက်မှန်သမျှကိုအခွင့်ကောင်းယူပြီးတော့ရန်သူနယ်မြေထဲကိုပိုပြီးနက်နက်ရှိုင်းရှိုင်းထူးဖောက်ဝင်ရောက်နိုင်မှုသူ့ရဲ့တပ်မတွေကိုမနာတမ်းရှေ့ကိုတိုးခိုင်းခဲ့ပါတယ်။တချို့နေရာတွေမှာတော့ရန်သူရဲ့ခုခံမှုကိုလုံးဝကိုဖျက်ကျော်ပြီးရှေ့ကိုပဲတဟုန်ထိုးတက်ခဲ့ပါတယ်။အဲဒီလိုမျိုးရိုမယ်အရှိန်ဟုန်ပြင်းပြင်းနဲ့တက်လာတဲ့အတွက်ကြောင့်မဟာမိတ်တွေဘက်ကရိုမယ်ရဲ့ရှေ့ဆုံးကဥဆောင်တဲ့တပ်မဟာဘယ်ကိုရောက်နေသလဲဆိုတာကိုတော့အတိမပြုတ်နိုင်တော့ပါဘူး။ပြီးတော့သူ့ရဲ့တီနီယာနဲ့ပတ်သက်ပြီးသတင်းပို့ချက်တွေကလည်းရပ်ပေါင်းများစွာကြောင်းနောက်ကျနေသည့်ရှိပြီးတော့ပြင်းတဲ့စစ်ကြောင်းတွေရဲ့နောက်ကျောဘက်အဝေးကြီးမှာသူကရုတ်တရက်ပေါ်လာတတ်တာကြောင့်ဂျာမန်ယာရှိတွေကခုနှစ်ကြိမ်မြောက်ပန်းစာတပ်မကိုအသေးအသက်စီတပ်မဆိုပြီးတော့မှအမိပေးခဲ့ကြပါတယ်။ဒီလိုမျိုးလီမြန်နဲ့ချီတက်မှုဟာအမြင့်တဲ့ပြည်ထောင်တပ်တွေရဲ့ကြားထဲမှာအထိတ်တလန့်ဖြစ်စီခဲ့ပြီးတော့ရိုမယ်ရဲ့တပ်တွေသူတို့နောက်ကျောမှာမမျှော်လင့်မဲနဲ့ပေါ်လာတဲ့အခါမှာအဝိုင်းခံလိုက်ရပြီလို့အများစုကထင်မှတ်သွားတတ်ကြပါတယ်။ဒီလိုနဲ့ဇွန်လတတိယပတ်လောက်ကိုရောက်တဲ့အခါမှာတော့ပြင်းတဲ့ကာကွယ်ရေးစနစ်တစ်ခုလုံးကလည်းပြိုလဲသွားခဲ့ပါပြီ။ရိုမယ်ရဲ့တပ်မတစ်ခုတည်းနဲ့တင်အရန်သူ3ပန်းတောင်းနဲ့ချီပြီးတော့ဖမ်းဆီးနိုင်ခဲ့တယ်လို့တင်ကအစင်းရေ450ကျော်ကိုလည်းသိမ်းပိုင်နိုင်ခဲ့ပါတယ်။အနောက်အုပ်စုကပထမကမ္ဘာစစ်တုန်းကလိုကရုတ်ချင်းစစ်ပွဲရှည်ကြီးဖြစ်လိမ့်မယ်လို့မျှော်လင့်ထားခဲ့တဲ့ဒီစစ်ပွဲဟာရသတ္တပတ်အနေငယ်အတွင်းမှာပဲပြီးဆုံးသွားခဲ့ပါတယ်။ဒီလိုပြောင်းမြောက်တဲ့ခေါင်းဆောင်မှုတွေကြောင့်ရိုမယ်ဟာ Nice Cross of the Iron Cross ဆိုတဲ့မော်ဒယ်စစ်တစ်ခုကိုရရှိခဲ့ပြီးတော့ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ယာရုတုမြို့ချင်းခံခဲ့ရပါတယ်။ပြင်သစ်မှာရရှိခဲ့တဲ့ဒီအောင်မြင်မှုဟာသူ့ကိုဂျာမန်စစ်တပ်ရဲ့တွန်းသစ္စာကျေပွင့်ဖြစ်စေခဲ့ရုံနဲ့မကဘဲနဲ့ဒုတိယကမ္ဘာစစ်ရဲ့အကြောက်ရဆုံးနဲ့အလေးစားရဆုံးတီထွင်စသစ်ပြီးတက်ကြွမှုအရှိဆုံးစစ်ဗိုလ်ချုပ်တအူးအဖြစ်သမိုင်းတွေ့ရှိခဲ့ပါတယ်။ဒီလိုနဲ့1940ခုနှစ်အစောပိုင်းမှာတော့ရိုမယ်ဟာအသစ်ဖွဲ့စည်းလိုက်တဲ့အာဖရိကကော်ကိုကိုကဲဖို့အတွက်တာဝန်ပေးရခြင်းခံခဲ့ရပါတယ်။အာဖရိကကော်မှာအဓိကအားဖြင့်9ကြိမ်မြောက်ချီလျင်တပ်မနဲ့15ကြိမ်မြောက်ပန်းစာတပ်မဆိုပြီးတော့ဂျာမန်တပ်မ2ခုပါဝင်ပါတယ်။ရိုမယ်1940ခုနှစ်ဖေဖော်ဝါရီလကိုရောက်တဲ့အခါမှာတော့လီဗျားနိုင်ငံထရီပိုလီမြို့ကိုပထမဆုံးချိန်ခြေချခဲ့ပြီးတော့သူ့ရဲ့ရည်ရွယ်ချက်ကတော့မြောက်အာဖရိကမှာပြိုလဲလူနီးပါးဖြစ်နေတဲ့အီတလီစစ်မျက်နှာကိုဒ
ထိမ့်မှတ်ပေးဖို့ဖြစ်ပါတယ်။မူလအမိန့်အရကတော့အခုရှိနေတဲ့ရှေ့တန်းစစ်မျက်နှာကိုချိန်ထားပြီးခံစစ်အနေအထားနဲ့နေဖို့ဖြစ်ပြီးတော့ရော်မေကလည်းအစာပိုင်းမှာဒီကိစ္စကိုသဘောတူညီခဲ့ပါတယ်။ဒါပေမဲ့လည်းလွန်ခဲ့တဲ့တစ်နှစ်ကအသေးသက်စီတက်မရဲ့ဗိုလ်ချုပ်အဖြစ်ရရှိခဲ့တဲ့အတွေ့အကြုံတွေကြောင့်ရော်မေစိတ်ထဲမှာတခြားစီစဉ်တွေကိုမြ мян ဆန်ဆန်ပဲအကောင့်ထဲပေါ်ပါတော့တယ်။ဘာဖြစ်လို့လဲဆိုရင်တော့1940ခုနှစ်မတ်လကိုရောက်တဲ့အခါမှာထရီပိုလီကိုရောက်နေပြီးတလကြာမှာပဲရော်မေဟာစစ်စင်ရေးကိုစတင်ပြီးတော့အလင်းငိုက်တိုက်ခိုက်မှုတစ်ခုကိုပြုလုပ်ခဲ့လို့ပါဒီလိုနဲ့မတ်လ24ရက်နေ့ကိုရောက်တဲ့အခါမှာတော့ရော်မေဟာအဲ့ဒီအချိန်တုန်းကအဆက်တက်တွေရဲ့ရှေ့တန်းစခန်းဖြစ်တဲ့လေပြားအနောက်ပိုင်းကအေအာဂီလာမြို့ကနေစတင်ချီတက်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကသူ့မှာ9ချိန်မြောက်ချီလီတက်မှတစ်ခုပဲရှိသေးပြီးတော့15ချိန်မြောက်ပန်ဆာတက်မှကတော့လန်ကီတိုးမှာပဲရှိနေသေးတဲ့အတွက်ဂျမတ်တက်အင်အားအနေထားရတော့အကန့်အသတ်ရှိနေပါတယ်ဒါပေမဲ့လေသူဟာအရှိတ်ဘက်ကိုမယုံနိုင်စရာပဲအရှိန်အဟုန်နဲ့ကိုဇက်တိုက်တွန်းအားပေးပြီးတော့ခြေတက်ခဲ့တယ်ဗျာအဒီအချက်ကြောင့်ရောမယာအင်အားပြည့်မရမချင်းခံစစ်အနေနဲ့ပဲကစားလိမ့်မယ်လို့ထင်ထားတဲ့ဗြိတိရှတပ်တွေအားလုံးဟာလုံးဝကိုအငိုက်မိသွားခဲ့ရတယ်ဗျာဒီလိုနဲ့မတ်လ31ရက်နေ့ကိုရောက်တဲ့အခါမှာတော့အဆက်တပ်တွေဟာမာဆာရီကာကိုသိမ်းပိုက်နိုင်ခဲ့တာကြောင့်ဗြိတိရှတပ်တွေအားလုံးဟာအဂါဘီယာဘက်ကိုချက်ချင်းဆုတ်ခွာခဲ့ကြရပါတယ်ဒီနေရာမှာရောမန်ရဲ့စစ်ဗျူဟာဗြိတိရှတပ်တွေကလုံးဝကိုအလုံးအင်းနဲ့မချီတက်နိုင်ဘူးလို့ထင်ထားတဲ့ဒေဂနာယလမ်းတွေကိုတန်ချက်ကတပ်ဖွဲ့တွေနဲ့ဖျက်ဆီးပြီးတော့စစ်ကစားခဲ့တာပါဒါမဟာမိတ်တွေရဲ့နောက်ထပ်တွက်ချက်မှုအမားကြီးတစ်ခုဖြစ်ခဲ့ပြီးတော့အလိုကလေးတစ်နှစ်ကပြင်သစ်တွေအာရန်တိုရဲ့တဘာဝအတားအဆီးကိုအတင်ကြီးခဲ့မိတာနဲ့လေတပုံစံနဲ့ဖြစ်နေပါတယ်သူကဒီလိုမျိုးချီတက်လာမှုကဗြိတိရှတွေအတွက်တော့ကာကွယ်ရေးစနစ်ကြီးကိုပြိုကွဲစေခဲ့ပြီးသူတို့ရဲ့ကိုယ်ကဲမှုပိုင်းမှာလည်းရှုပ်ထွေးမှုတွေအများကြီးဖြစ်ပေါ်သွားစေခဲ့ပါတယ်အဲဒါကြောင့်အေဘီလာ3ရက်နေ့ကိုရောက်တဲ့အခါမှာတော့ရောမေယာကြီးကြီးမားမားကုကံမှုမရှိဘဲနဲ့အာရာဘီယာမြို့ထဲကိုအေးစစ်စစ်နဲ့ဝင်ရောက်နိုင်ခဲ့ပါတယ်ဒီလိုနဲ့နောက်ရက်နေငယ်ကြာမှာတော့ဂျာမန်တွေကဇက်တိုက်ချီတက်လာခဲ့ပြီးအေဘီလာ4ရက်နေ့ကိုရောက်တဲ့အခါမှာတော့ဘန်ဂါစီနဲ့အေဘီလာ9ရက်နေ့ကိုရောက်တဲ့အခါမှာတော့နာဂါမြို့တွေအထိကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်ဒီလိုရှိန်အဟုန်ပြင်းပြင်းနဲ့ထိုးစစ်ကြောင့်ဗိုလ်ချုပ်ပီလစ်နင်းနဲ့ဗိုလ်ချုပ်ရစ်ချက်အိုကိုနာတို့ဦးဆောင်တဲ့ဗြိတိရှတပ်တွေဟာအတက်ပြန်စူစည်းဖို့ကိုတော့မတက်နိုင်ကြတော့ပါဘူးအဲဒီနောက်ပိုင်းအေဘီလာ6ရက်နေ့ကိုရောက်တဲ့အခါမှာတော့ရောမေရဲ့ကင်းထောက်တပ်ဖွဲ့တွေဟာအဲဒီဗိုလ်ချုပ်2ဦးစလုံးကိုကြားပြဖမ်းဆီးနိုင်ခဲ့ပြီးတော့ဗြိတိရှတွေရဲ့ကိုကဲမှုစနစ်ကြီးတစ်ခုလုံးကိုအစိတ်စိတ်အမွှားမွှားဖြိုခွဲပစ်နိုင်ခဲ့ပါတယ်ဒီနေ့အေဘီလာ10ရက်နေ့ကိုရောက်တဲ့အခါမှာဂျာမန်နဲ့အီတလီတပ်တွေဟာမက်ကလီမြို့နားကိုချင်းကပ်လာခဲ့ကြပြီးကြမ်းရှိနေသေးတဲ့ဗြိတိရှနဲ့ဒနတဟာရတပ်တွေဟာအချိန်ဆွဲဖို့နောက်ဆုံးခုခံမှုကိုကြိုးစားခဲ့ကြပေမဲ့လည်းအဲ့ဒီစခန်းဟာလည်းအလင်းအမြန်နဲ့ပဲပြိုလဲသွားခဲ့ပြီးတော့ရောမေရဲ့တပ်တွေရှေ့ကိုရောက်ရှိလာခဲ့ရပါတယ်ဒီလိုနဲ့အေဘီလာ10ရက်နေ့ကိုရောက်လာတဲ့အခါမှာတော့ရောမေဟာအဓိကကျတဲ့မဟာမိတ်တပ်တွေထိန်းချုပ်ထားတဲ့စိတ်ကမ်းမြို့ကြီးဖြစ်ပြီးတော့ဩစတြေးလျရဲ့6ချိန်မြောက်တပ်မကအဓိကခုခံထားတဲ့တိုဘရုမြို့ရဲ့အနီးနားကိုရောက်ရှိလာခဲ့ပြန်ပါတယ်တကယ်တော့ဒီမြို့ဟာဧကထောက်ပံ့ရေးဗဟိုချက်အဖြစ်ရောနောက်မဟာမိတ်တွေရဲ့တံမြန်ထိုးစစ်ကိုခြေကိုစခန်းဖြစ်ပါစစ်ဗျူဟာအရေးပါတာကိုရောမေကသဘောပေါက်တဲ့အတွက်ကြောင့်သူကဒီမြို့ကိုကြော်မသွားဘဲနဲ့ဝိုင်းရံပိတ်ဆို့ဖို့ကိုဆုံးဖြတ်ခဲ့တာပါဒီတော့ကြောင့်ရောမေကသူ့ရဲ့တပ်တွေနဲ့အတူအရှိတ်ဘက်နဲ့တောင်ဘက်လမ်းကြောင်းတွေကိုပိတ်ဆို့ဖို့အတွက်အလင်းအမြန်ပဲလှုပ်ရှားခဲ့ပြီးတော့တိုဘရုမြို့ကိုကုန်းလန်းရိပ်ခါဖျက်တောက်လိုက်ပါတယ်ဒီလိုနဲ့နှစ်ပတ်ကျော်အတွင်းမှာရောမေဟာဘာနားရမှာမရှိဘဲနဲ့ကီလိုမီတာ900ကျော်အထိကိုချီတက်လာခဲ့ပါတယ်သူရဲ့ထိုးစစ်အရှိန်ဟုန်နဲ့ရှူလီယာကင်းထောက်တပ်တွေကိုထိရောက်စွာအသုံးပြုမှုတွေကြောင့်ဗြိတိရှစစ်ကြောင်းတွေရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူနိုင်ခဲ့ပြီးတော့စုပ်ကွာနေတဲ့ရန်သူအပေါ်ကိုအပြင်းထန်ကိုဖိအားပေးနိုင်ခဲ့ပါတယ်ရောမေရဲ့တပ်မတွေဟာမဟာမိတ်တပ်တွေကိုစစ်ကစားပြီးတော့ဘေးကနေညှက်တိုက်တဲ့နေရာမှာထူးချွန်တဲ့စွမ်းရည်တွေကိုပြသခဲ့ပေမဲ့လည်းတိုဘရုလိုမျိုးအခိုင်အမာခံတက်လုပ်ထားတဲ့နေရာတွေကိုတိုက်ခိုက်ဖို့တော့လုံလောက်တဲ့လက်နက်ကိရိယာမရှိခဲ့ပါဘူးအဲ့ဒီအတွက်ကြောင့်လေ1940ခုနှစ်အတွင်းမှာတိုဘရုကအကျက်အတဲတွေကိုဖြိုဖျက်ဖို့လနဲ့ချီပြီးကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲနဲ့ဗြိတိရှတွေရဲ့ Operation Crusader စစ်စင်ရေးကြောင့်Axis တပ်တွေဟာနောက်ဆုတ်ပေးခဲ့ရပြီးအဝိုင်းရထောင်းမှုကိုခိတ္တဖယ်ရှားပေးခဲ့ရပါတယ်။ဒါပေမဲ့ရောမေကတော့စနစ်တကျနဲ့နောက်ဆုတ်ခဲ့ပြီးအေအာဂျီလာရဲ့အနောက်ဘက်မှာတပ်တွေအားလုံးကိုပြန်စုစည်းကာဒီထိုးစစ်အသစ်ကြီးအတွက်စတင်ပြင်ဆင်มาတော့တယ်။ Operation Crusader ပြီးတဲ့နောက်မှာတော့ဗြိတိရှတပ်တွေဟာကီလိုမီတာ800အကွာအဝေးတီကိုပြန်ကျဲသွားခဲ့တယ်လို့အဲဒီစစ်စင်ရေးအတွင်းမှာအဆက်တပ်တွေရဲ့အထိကအကြဆုံးကိုလည်းအလွန်ကျွံတွက်ချက်ခဲ့ကြပါတယ်
အကျိုးဆက်အနေနဲ့ကတော့ဗြိတိရှတွေကရိုမဲမှာအစစ်တဲ့အင်အား3000လောက်ပဲကျန်တော့တယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ရိုမဲရဲ့စနစ်တကျနောက်ဆုံးမှုတွေကြောင့်ဒီထိုးစစ်အသစ်တွေတိုက်ပွဲဝင်အတွေ့အကြုံရှိတဲ့စစ်သည်အားလုံးပေါင်း9000ကျော်ကိုစုစည်းထားနိုင်ခဲ့ပါပြီဒီလိုနဲ့1942ခုနှစ်ဇန်နဝါရီလကိုရောက်တဲ့အခါမှာတော့သူကနောက်ထပ်အလစ်ငိုက်ထိုးစစ်တစ်ခုကိုဆင်နွှဲခဲ့ပြီး29ရက်နေ့မှာဘန်ဂါစီမြို့ကိုပြန်လည်သိမ်းပိုက်ခါဗြိတိရှရဲ့8ကြိမ်မြောက်တပ်မတော်ကြီးကိုနောက်ထပ်တစ်ကြိမ်တပြေးပြေးနဲ့အရှိတ်ဘက်ကိုတွန်းပို့နိုင်ခဲ့ပါတယ်ဒီလိုနဲ့1942ခုနှစ်မေလကိုရောက်တဲ့အခါမှာတော့နှစ်ဖက်စလုံးဟာတိုဘရိုအနောက်ဘက်လေပြားကန်ယူရန်နားကဂါဇာလာလို့ခေါ်တဲ့ကနဒါအခြေစိုက်စခန်းလေးတစ်ခုအနီးမှာခရုတ်ချင်းတွေတူးပြီးတော့ရင်ဆိုင်ထားကြပါတယ်အဲ့ဒီနေရာမှာဗြိတိရှတပ်တွေဟာချင်းလင်တပ်နဲ့အမြောက်တပ်တွေကာကွယ်ထားတယ်ခိုင်မာတဲ့ကန်စစ်စခန်းတွေကိုကန်ယူရန်ကနေကန်နာယာအတွင်းပိုင်းအထိတိစောက်ထားကြပြီးတော့မိုင်းခွင်းတွေနဲ့ကာကွယ်ရေးလိုင်းနောက်ကတန်ချက်ကတပ်မတွေနဲ့ပံ့ပိုးထားပါတယ်ဂျာမန်နဲ့အီတလီပူးပေါင်းတပ်တွေကိုကုတ်ကဲနေတဲ့ရိုမေကတော့အစစ်မြေပြင်မှာဝိုင်းရင်15ကြိမ်မြောက်နဲ့21ကြိမ်မြောက်ပန်းစာတပ်မတွေနဲ့အတူလူရင်းပုံပုံများပြားတဲ့ရန်သူကိုထပ်မံပြီးတော့ရင်ဆိုင်ရပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှလည်းသူဟာစစ်ကစားမှုနဲ့အလစ်ငိုက်တိုက်ကွက်တွေကိုပဲအားကိုးခဲ့တယ်ဗျအဲဒီတော့ကြောင့်1942ခုနှစ်မေလ26ရက်နေ့ညကိုရောက်တဲ့အခါမှာတော့ရိုမေဟာသူ့ရဲ့စစ်သမိုင်းတစ်လျှောက်အရေးရင်ဆုံးလှုပ်ရှားမှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒါကတော့ကန်ယူရန်နားကနေအခိုင်အမာကာကွယ်ထားတဲ့မြောက်ဘက်ကန်စစ်စခန်းတွေကိုတိုက်ခိုက်မယ်စားသူ့ရဲ့တန်ကြက်ကတပ်မတွေကိုခေါ်ဆောင်ပြီးတော့တောင်ဘက်ဂန္ဓာရဘက်ကနေအဝေးကြီးကိုပတ်ခဲ့ပါတယ်တကယ်တော့ဒီအချိန်ကြီးဟာမဟာမိတ်တွေဘက်ကစစ်စင်ရေးလုပ်ဖို့အတွက်အလွန်ခက်ခဲတယ်လို့ယူဆထားတဲ့မြေမျက်နှာအသွင်ပြင်ကြီးကိုအသုံးချခဲ့တာပါဒီလိုနဲ့ရိုမေရဲ့တပ်တွေဟာအမောင်တို့ကိုအကာအကွယ်ယူပြီးတော့ရန်သူမသိအောင်လှုပ်ရှားခဲ့ကြတယ်ဗျတောင်ဘက်ကဗြိတိရှစခန်းတွေကိုဖြတ်ကျော်ပြီးတော့ဗြိတိရှတွေရဲ့နောက်ကျောဘက်စီကိုမြောက်ဘက်အတိုင်းပြင်းပြင်းထန်ထန်ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်ဒီရလက်ကတော့ဗယံပရာတွေဖြစ်သွားတယ်ဗျ။ဘာကြောင့်လဲဆိုရင်တော့လုံးဝကိုအလစ်ငိုက်ပြီးသွားတဲ့ဗြိတိရှအရန်တင်ကားတပ်ဖွဲ့တွေဟာဂမူးရှူတို့ကိုတုတ်ပြန်ခဲ့ရပါတယ်။ဒါပေမဲ့ရိုမေကတော့သူသိမ့်ပိုက်ရရှိထားတဲ့ခန်းစစ်စခန်းတွေကိုဆက်ထိန်းထားဖို့သူ့တပ်တွေကိုအမိန့်ပေးခဲ့ပြီးတော့ဒေဂျီယာမိထားတဲ့ဗြိတိရှတင်ကားဖြင့်အမြောက်တွေကိုအသုံးချပြီးတော့ဝိုင်းရထားတဲ့ဗြိတိရှတန်ချက်ကာတွေကိုတဖြည်းဖြည်းချင်းချေမုန်းခဲ့ပါတယ်။ဒီလိုနဲ့နောက်ထပ်နှစ်ပတ်တာကာလအတွင်းကိုရောက်တဲ့အခါမှာတော့ရိုမေယာဗြိတိရှတွေရဲ့ကာကွယ်ရေးစနစ်ကြီးတစ်ခုလုံးကိုစနစ်တကျနဲ့ဖြိုခွဲခဲ့နိုင်ပါပြီ။ဟာကွက်တွေကိုအခွင့်ကောင်းယူကအကန့်အသက်ရှိတဲ့တံပြန်ထိုးစစ်တွေကိုဆင်နွှဲပြီးတော့ရန်သူရဲ့ယူလီယာတပ်ဖွဲ့တွေကိုလည်းအာမတာရဲ့အနေအထားတစ်ခုတည်းကိုရအောင်ကိုဆွဲသွင်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဇွန်လ23ရက်နေ့ကိုရောက်တဲ့အခါမှာတော့ဗြိတိရှတန်ချက်ကတပ်မတွေကအပြတ်အသတ်တွေကိုချေမှုန်းခြင်းခံခဲ့ရပြီးတော့နောက်ဆုံးမှာတော့ဒီနေရာကနေစုခွာသွားခဲ့ရပါပြီ။အဲဒီနောက်ပိုင်းမှာတော့တိုဘရုမြို့ကိုကာကွယ်ဖို့ခိုင်မာတဲ့တန်ချက်ကတပ်မကြံတော့တဲ့အခါမှာတော့ရိုမေယာအဲ့ဒီစိတ်ကမ်းမြို့စီကိုပဲသူ့ရဲ့အာယုံကိုပြန်လှည့်လိုက်ပါတယ်။ဒီလိုနဲ့1942ခုနှစ်ဇွန်လ20ရက်နေ့ကိုရောက်တဲ့အခါမှာတော့ရိုမေယာတိုဘရုမြို့ရဲ့တောင်ဘက်ကာကွယ်ရေးလိုင်းတွေကိုအမြောက်တပ်တွေနဲ့အလေးချောင်းပံ့ပိုးမှုတွေအပြင်းထန်သုံးပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း24နာရီအတွင်းမှာသူ့ရဲ့ခြေလျင်တပ်နဲ့တန်ချက်ကတပ်တွေဟာထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြပြီးတော့တိုက်ပွဲအနေငယ်ဖြစ်ပွားပြီးတဲ့အခါဇွန်လ21ရက်နေ့ကိုရောက်တဲ့အခါမှာတော့ခံတပ်ဖွဲ့ဝင်တွေအားလုံးဟာလက်နက်ချခဲ့ကြတယ်ဗျ။မဟာမိတ်စစ်သည်ပေါင်း3300ကျော်ကိုတုံပန်းဖြစ်ဖမ်းဆီးရရှိခဲ့ပြီးတော့ရေကာများပြားနဲ့73စီတွေအပြင်စစ်ရင်တွေအားလုံးကိုလည်းသူ့လက်ထဲကိုရောက်ရှိခဲ့ပါတယ်။ဒါအဲ့ဒီနေ့စိုးပိုင်းတို့ကစင်ကာပူကြာဆုံးပြီးတဲ့နောက်ပိုင်းဗြိတိရှတပ်တွေရဲ့အကြီးမားဆုံးလက်နက်ချမှုဖြစ်ပါတယ်။အခုဒီနောက်ဆုံးအောင်ပွဲကြောင့်ပဲရိုမေယာစစ်သူကြီးယာဒူးကိုအနည်းငယ်ခံခဲ့ရပြီးတော့ဂျာမန်စစ်တပ်ရဲ့အသက်အငယ်ဆုံးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။တိုဘရုမြို့ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ဒီကာဆာလာစစ်စင်ရေးဟာရန်သူကိုလှည့်စားခြင်းနဲ့မနာတမ်းထိုးစစ်ဆင်ခြင်းတို့ပေါင်းဆက်ထားတဲ့အပြင်ပြောင်မြောက်တဲ့စစ်ပြည်ကတစ်ခုအဖြစ်သူ့ရဲ့စစ်မှုထမ်းတပ်တန်းတစ်လျှောက်မှာအမြင့်မားဆုံးအောင်မြင်မှုဆိုတဲ့ဂုဏ်ထူးအနေနဲ့အမြဲတမ်းတည်ရှိနေတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။အခုလိုမျိုးစီးရင်နဲ့ပတ်သက်တဲ့ຢာတွေသမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆွေတို့သိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလက်မလေးနှိပ်ပြီးတော့ channel ကို subscribe လုပ်ရသေးရင်လုပ်သွားပေးခဲ့ပါအောင်ဗျ။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။ကျွန်တော်တို့နောက်တစ်ပုဒ်မှာအခုတည်းကောင်းတဲ့စီးရဲဘုဒ္ဓတာတွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျ။